ဒီကနေ့မှာတော့2025ဒီဇင်ဘာ28မှနေပြီးတော့2026ဇန်နဝါရီ3ရက်နေ့အတွက်တပတ်စာဟောကြားများကိုဟောကြားပေးသွားမှာဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်ကျမကတော့မြင်းသိက္ခာ Reading Application မှာ Reading ဟောကြားပေးနေတဲ့ဆရာမဒေါ်ခင်စုဟေတာပဲဖြစ်ပါတယ်ရှင်ဒီကနေ့မှာတော့2025ဒီဇင်ဘာ28မှနေပြီးတော့2026ဇန်နဝါရီ3ရက်နေ့အတွက်တပတ်စာဟောကြားများကိုဟောကြားပေးသွားမှာဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးများအတွက်တပတ်စာဟောကြားတနင်္ဂနွေသားသမီးတွေဟာအလုပ်အသစ်အတွက်ကိုသတင်းကောင်းကြားတတ်ပါတယ်။ဒါမှမဟုတ်ရင်အလုပ်အသစ်အတွက်ကိုအင်တာဗျူးဝင်ရတတ်ပါတယ်။မော်တော်ကားအယောင်းဝယ်ဖြစ်မယ်။မြေအယောင်းဝယ်မှာဆိုရင်အထစ်အငေါ်လေးတွေဖြစ်တတ်ပါတယ်။ရွှေလုပ်ငန်းမှာစိတ်ညစ်ရတတ်ပါတယ်။ဆေးရုံကိုလူနာမေးသွားရတတ်ပါတယ်။မေးခဲ့ရင်လည်းကောင်းပါတယ်။ကျန်းမာရေးအနေနဲ့ကတော့ဝင်းပြက်ဝင်းလျှောလေးတွေဖြစ်တတ်ပါတယ်။ပညာရေးမှာအခြေအနေကောင်းပါတယ်။အခြေအနေနဲ့အိမ်အောင်ရေးရလဲတာယာနေပါတယ်ရှင်။ကံကောင်းစေတဲ့ကဏ္ဍတွေကတော့2 5 8ကဏ္ဍတွေပဲဖြစ်ပါတယ်။ဒီတရားအနေနဲ့ကတော့တနင်္ဂနွေနေ့တကူကြီးဖျားတနင်္ဂနွေထောက်မှာမြေစာ9ညွတ်တပြေ9ညွတ်ခန့်ကော9ညွတ်ကိုကတ်လူပူဇော်လူရန်လိုက်ပါရှင်။တနင်္ဂနွေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံပြီးမိမိတို့လူရင်းဆန္ဒများအားလုံးပြည့်ဝနိုင်ကြပါစေလို့ဆမခေဆွေသားကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။တနင်္လာသားသမီးများအတွက်တပတ်စာဟောခြင်းတနင်္လာသားသမီးတွေဟာရက်ဝေးရနေပြီးတော့ငွေရောက်ရှိတတ်ပါတယ်။ဒါမှမဟုတ်ရင်ရက်ဝေးကိုငွေပို့ရပါလိမ့်မယ်ရှင်။ဝန်ထမ်းဖြစ်တယ်ဆိုရင်တော့လုပ်ငန်းခွင်ထဲမှာအတိုက်အခိုက်လေးတွေပေါ်ပေါက်တတ်ပါတယ်။မနာလိုတဲ့သူလည်းပေါ်ပေါက်တတ်ပါတယ်ရှင်။အိမ်ကန်တိုက်ကန်ကွန်ဒိုကန်တွေကတော့အယောင်းဝယ်ဖြစ်တတ်ပါတယ်။မော်တော်ကားအယောင်းဝယ်လည်းဖြစ်မယ်။နိုင်ငံခြားခရီးအတွက်ကိုသတင်းကောင်းလေးတွေကြားရတတ်ပါတယ်ရှင်။ပညာရေးမှာတိုးတက်မှုရှိနေပါတယ်။ကျန်းမာရေးအနေနဲ့ကတော့သွားနာသွားကိုက်လေးတွေဖြစ်တတ်ပါတယ်။အခြေရေးမှာချစ်သူနဲ့အဆက်အသွယ်ပြတ်လိမ့်မယ်။အိမ်အောင်ရေးကလည်းမကောင်းပါဘူးရှင်။ကံကောင်းစေတဲ့ကဏ္ဍတွေကတော့1 4 9ကဏ္ဍလေးတွေပဲဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့တနင်္လာနေ့နေအိမ်ဖျားကျောင်းဆောင်မှာကြောက်ကြော9တုံးကိုကတ်လူပူဇော်လူရန်လိုက်ပါရှင်။တနင်္လာသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံပြီးမိမိတို့လူရင်းဆန္ဒများအားလုံးပြည့်ဝနိုင်ကြပါစေလို့ဆရာမခင်ဆွေသားကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်အင်္ဂါသားသမီးများအတွက်တပတ်စာဟောခြင်းအင်္ဂါသားသမီးတွေဟာမော်တော်ကားအယောင်းဝယ်လုပ်ငန်းလုပ်မယ်ဆိုရင်အယောင်းဝယ်ဖြစ်မယ်ဝန်ထမ်းဖြစ်တယ်ဆိုရင်တော့လစာတိုးမယ်ယာဒူးတိုးတက်ပါတယ်ရှင်ပဲပြောင်းနှမ်းကောက်ပဲသီးနှံရောင်းဝယ်ရေးတွေကောင်းပါမယ်အိမ်နေရာအပြောင်းအရွှေ့လေးတွေဖြစ်ပေါ်တတ်ပါတယ်ရှင်လူနာကိုဆေးရုံကိုလူနာမေးစရာကိစ္စရှိတယ်ဆိုရင်လူနာသွားမိလိုက်ပါသွားခဲ့လို့ရှိရင်လည်းကောင်းပါတယ်စာချုပ်စာတမ်းလေးတွေတော့ပြုလုပ်ရတတ်ပါတယ်ကောင်းသောစာချုပ်ဖြစ်ပါတယ်ကျန်းမာရေးအနေနဲ့ကတော့စီးယောဂါဖြစ်တတ်ပါတယ်အခြေအေးမှာချစ်သူထံကနေပြီးတော့လက်ဆောင်ရရှိပါလိမ့်မယ်အိမ်အောင်ရေးရလည်းတာယာနေပါတယ်ရှင်ကံကောင်းစေတဲ့ကဏ္ဍတွေကတော့1 3 5ကဏ္ဍတွေပဲဖြစ်ပါတယ်ရေဒီယာကအင်္ဂါနေ့မှာစာကလေး3ကောင်ကိုလွှတ်လိုက်ပါရှင်အင်္ဂါသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံပြီးမိမိတို့လူရင်းဆန္ဒများအားလုံးပြည့်ဝနိုင်ကြပါစေလို့ဆရာမခင်ဆွေသားကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ဗုဒ္ဓဟူးသားသမီးများအတွက်တပတ်စာဟောစတန်ဗုဒ္ဓဟူးသားသမီးတွေဟာအလုရှာနေတယ်ဒါမှမဟုတ်ရင်အလုလျှောက်ထားတယ်ဆိုရင်အလုရရှိတတ်ပါတယ်လုပ်ငန်းအတွက်ကိုလည်းသတင်းကောင်းလေးတွေကြားရတတ်ပါတယ်ရှင်ဝန်ထမ်းဖြစ်တယ်ဆိုရင်တော့လစာတိုးတာယာရုတိုးတဲ့သတင်းကောင်းလေးတွေကြားရတတ်ပါတယ်မော်တော်ဆိုင်ကယ်အယောင်းဝယ်လုပ်ငန်းဖြစ်မယ်အလူဒါနလေးတွေလည်းပြုလုပ်ရတတ်ပါတယ်တောင်ကုန်းတောင်တန်းဒေသတွေကိုခရီးထွက်ရတတ်ပါတယ်ဝင်ငွေကလည်းကောင်းနေပါတယ်ရှင်ကိုယ့်ရဲ့လမ်းထဲမှာနာရေးဖြစ်ပေါ်တတ်တယ်နာရေးပေါ်တဲ့အခါမှာမသွားပါနဲ့ပညာရေးမှာအောင်မြင်မှုတွေကိုရရှိမယ်စာမေးပွဲဖြေထားရင်အောင်မြင်ပါလိမ့်မယ်ကျန်းမာရေးအနေနဲ့ကတော့လေထိုးလေအောင်လေးတွေဖြစ်တတ်ပါတယ်အခြေအေးမှာချစ်သူထံကနေပြီးတော့အမုန်းစကားကြားရတတ်ပါတယ်အိမ်အောင်ကြီးမှာလည်းအဆင်မပြေတတ်ပါဘူးရှင်ကံကောင်းစေတဲ့ကဏ္ဍတွေကတော့2 9 8ကဏ္ဍတွေပဲဖြစ်ပါတယ်
ရတရားအနေနဲ့ကတော့ဗုဒ္ဓဦးနေ့ကိုယ့်ရဲ့နေအိမ်ဖျားကျောင်းဆောင်မှာလက်ဖက်ပွဲကိုကတ်လူပူဇော်လူရန်လိုက်ပါရှင်ဗုဒ္ဓဦးသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးမိမိတို့လိုရင်းဆန္ဒများအားလုံးပြည့်ဝနိုင်ကြပါစေလို့ဆရာမခင်ဆွေသားကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ကြာသာပရိသတ်သမီးများအတွက်တပတ်စာဟောစတန်ကြာသာပရိသတ်သမီးတွေဟာဒီတစ်ပတ်မှာမော်တော်ဆိုင်ကယ်အယောင်းဝယ်လုပ်ရင်အယောင်းဝယ်တွေမှားတတ်ပါတယ်သတိထားပါနိုင်ငံခြားခရီးအတွက်ကိုတော့သတင်းကောင်းလေးတွေကြားရတတ်ပါတယ်ရှင်အိမ်ကန်တိုက်ခန်းကွန်ဒိုကန်လေးတွေအယောင်းဝယ်ဖြစ်မယ်ဝန်ထမ်းဖြစ်တယ်ဆိုရင်တော့လုပ်ငန်းထဲမှာအခက်အခဲလေးတွေပေါ်တတ်ပါတယ်အမှုကိစ္စအတွက်ကတော့ရင်အေးရပါလိမ့်မယ်ရရှိတဲ့ငွေများရရန်ရှိတဲ့ငွေတွေဟာဝင်တတ်ပါတယ်ပညာရေးမှာလည်းရုန်းကန်ရလိမ့်မယ်ကျန်းမာရေးမှာဝင်းပြက်ဝင်းလျှောလေးတွေဖြစ်တတ်ပါတယ်အခြေအနေမှာတော့ချစ်သူရဲ့စိန်ကောက်မှုကိုခံရပါလိမ့်မယ်ရှင်အိမ်အောင်ရေးအခြေအနေကလည်းမကောင်းပါဘူးကံကောင်းစေတဲ့ကဏ္ဍတွေကတော့၄၅ခွန်ကဏ္ဍတွေပဲဖြစ်ပါတယ်ရတရားအနေနဲ့ကကြာသာပင်းနေ့နေအိမ်ဖျားကျောင်းဆောင်မှာပဲပေါက်စီ၅လုံးကိုကတ်လူပူဇော်လူရန်လိုက်ပါရှင်ကြာသာပရိသတ်သမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးမိမိတို့လိုရင်းဆန္ဒများအားလုံးပြည့်ဝနိုင်ကြပါစေလို့ဆရာမခင်ဆွေသားကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်တောက်ကြသားသမီးများအတွက်တပတ်စာဟောစတန်တောက်ကြသားသမီးတွေဟာအိမ်နေရာအပြောင်းအရွှေ့ကိစ္စလေးတွေအတွက်အစီအစဉ်လေးတွေပြုလုပ်ရတတ်ပါတယ်နိုင်ငံခြားတန်ရုံတရုံမှာဗီဇာလျှောက်ထားမယ်ဆိုရင်ဗီဇာရရှိတတ်ပါတယ်အလုပ်အသစ်အတွက်ကိုအင်တာဗျူးဝင်ရမယ်အင်တာဗျူးဝင်တဲ့အခါမှာအောင်မြင်ပါလိမ့်မယ်တခိုးခိုးခံရတတ်တယ်ကပိုင်းနိုင်ခံရတတ်တယ်သတိထားပါကျွေးကိစ္စအတွက်ကိုသတင်းကောင်းလေးတွေကြားရတတ်ပါတယ်ကျန်းမာရေးအနေနဲ့ကတော့ဥရောင်မယ်ပညာရေးအစီအစဉ်အသစ်တစ်ခုပေါ်ပေါက်တတ်ပါတယ်အခြေအေးမှာဆိုလို့ရှိရင်ချစ်သူနဲ့အတူအလှူဒန်းလေးတွေပြုလုပ်ရတတ်ပါတယ်အိမ်အောင်ရေးကလည်းတာယာနေပါတယ်ရှင်ကံကောင်းစေတဲ့ကဏ္ဍတွေကတော့6ခွန်9ကဏ္ဍတွေပဲဖြစ်ပါတယ်ရေတရားအနေနဲ့ကတော့တောက်ကြနေတကူကြီးဖျားတောက်ကြတော့မှာတစ်တီး6လုံးကတ်လူပူဇော်လူဒန်းလိုက်ပါရှင်တောက်ကြသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးမိမိတို့လူရင်းဆန္ဒများအားလုံးပြည့်ဝနိုင်ကြပါစေလို့ဆရာမခင်ဆွေသားကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်စနေသားသမီးများအတွက်တပတ်စာဟောစတန်စနေသားသမီးတွေဟာဝန်ထမ်းဖြစ်တယ်ဆိုရင်တော့လစာတိုးယာရုတိုးတတ်ပါတယ်နိုင်ငံခြားတန်ရုံတရုံမှာဗီဇာလျှောက်ထားတယ်ဆိုရင်တော့ဗီဇာရရှိတတ်ပါတယ်မော်တော်ကားအယောင်းဝယ်လည်းဖြစ်ပါမယ်ရေလုပ်ငန်းရေထွက်ပစ္စည်းလုပ်ငန်းတွေမှာတော့အခက်အခဲလေးတွေအနည်းငယ်ပေါ်ပေါက်တတ်ပါတယ်ကိုယ့်ရဲ့နေအိမ်ကိုတစ်တာတစ်လုံးရောက်လာတယ်ဆိုရင်ကံအညံ့တွေပေါ်တတ်ပါတယ်ပညာရေးမှာတော့တိုးတက်မှုရှိနေပါတယ်ကျန်းမာရေးအနေနဲ့ကတော့နှလုံးအားနေတတ်ပါတယ်ခြေရေးမှာချစ်သူရဲ့ဂရိမတည်မှုကြောင့်စိတ်ညစ်ရတတ်ပါတယ်အိမ်အောင်ရေးမှာလည်းကိုယ့်ရဲ့အိမ်အောင်ဘက်ဆွေမျိုးတဦးရဲ့ဒုက္ခပေးခြင်းကိုခံရတတ်ပါတယ်ရှင်ကံကောင်းစေတဲ့ကဏ္ဍတွေကတော့3 4 5ကဏ္ဍတွေပဲဖြစ်ပါတယ်ရေတရားအနေနဲ့ကစနေနေ့တကူကြီးဖျားစနေတောင်မှာထီးနီ9လက်ကိုကတ်လူပူဇော်လူရန်လိုက်ပါရှင်စနေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးမိမိတို့လိုရင်းဆန္ဒများအားလုံးပြည့်ဝနိုင်ကြပါစေလို့ဆရာမခင်ဆွေသားကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်မင်းသိင်္ခဖေးတဲ့ application တွေဆရာကြီးဦးဝင်းစောတစ်တော်ဆရာဦးဟိန်းထက်စောဆရာမတော်စုလက်ရတနာဆရာမတော်မေတ္တနာဆရာမတော်ကြည်စင်သက်ဆရာမတော်ပိုးဟိတာနတီဆရာဦးကောင်းကျော်စောဆရာမတော်ခင်စုဟိတာဆရာမတော်စုမြတ်ထွန်းဆရာမတော်ရွှေရုံးမြတ်အိမ်တို့ဖြင့်ပြည်ရင်းပြည်ပမှဓာတ်ရိုက်ဗီဒီယိုကောဖြင့်ဖေးနေမင်းမြတ်နိုင်ပါပြီရှင်ခုနှစ်ရက်သားသမီးများအတွက်စောင်းရန်ရှောင်းရန်တပတ်စာကံကြမ္မာကိုမင်းသိင်္ခဖေးတဲ့ YouTube Channel တွေနဲ့ကြည့်ရှုနိုင်ပါတယ်ရှင်မင်းသိင်္ခဖေးတဲ့ application ကိုအသုံးပြုသူမိဘပြည်သူအပေါင်းအနာရောဂါကင်းရှင်းပြီးစိတ်ချမ်းသာကိုယ်ကျန်းမာပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်